ဒီနေ့တော့ထညက်ခင်းနဲ့ကောင်းညင်းမုံကိုအသုံးပြုပြီးတော့မှမုံအချိုလေးလှုပ်စားဖြစ်ပါတယ်။ဒီဆုံးကောင်းညင်းမုံ120 gram တဲကိုဆောင်းမုံနဲ့စွန်းထည့်လိုက်တယ်ပေါ့နော်။ပြီးတော့ထညက်3လုံးပြုတ်ပေးထားပါတယ်။ထညက်တွေအကုန်လုံးရေပြောသွားပြီဆိုရင်တော့စလုံးထူတွေကိုခူးထားလိုက်ပါတယ်။ပြီးရင်တော့သူ့ရေစစ်ကလေးနဲ့စစ်ပေးရပေါ့နော်။အထက်ကဒီအနယ်တွေပါမှာဆိုတော့ပါ။ရေစစ်ကလေးနဲ့စစ်ပြီးတော့ဖြည်းဖြည်းချင်းထည့်ပြီးတော့မွေပေးပါတယ်။ရေများတော့မှထင်မှမများပါဘူးအကုန်လုံးထည့်လိုက်ပါတယ်ထညက်ရေနဲ့မွေရင်းနဲ့ရေကနည်းနည်းလိုနေရဖြစ်တဲ့အတွက်ပေါ့နော်ရေအေးနည်းနည်းပြန်ထည့်ပါတယ်သူကခုဒီထွေးနေတော့မလို့ပေါ့နော်သူပြစ်အနေထားလေးဖြစ်အောင်မွေပေးရမှာပါအခုလည်းပဲနည်းနည်းလှိုရရပေါ့နော်ရေကတော့ဒါပေမဲ့ဒီပေါင်းမဲ့စလုံးကိုစီရင်တုတ်ထားလိုက်တယ်ပြီးတော့ဒုထဲကိုလည်းစီနဲ့နဲ့ထည့်လိုက်တယ်ပေါ့နော်အဲ့ဒါပဲစီထည့်တာဖြစ်ပါတယ်မွေးနေအောင်လို့ပေါ့နော်အဲ့မုံသားကလည်းပိုးစားကောင်းပါတယ်ပဲစီနဲ့ဒီထားလေးနာအောင်နဲ့ပေးလိုက်ပါမယ်ပြီးတော့ရေနည်းနည်းလူတွေကဖြစ်တဲ့အတွက်ရေနည်းနည်းထပ်ပြီးတော့မှတကယ်ဒီလိုမျိုးအနေထားလေးဖြစ်အောင်မွေးပါမယ်နော်ဒီလိုမျိုးလေးပါဒါဆိုရင်တော့ခဏစီးတုတ်ထားတဲ့စလုံးလေးကိုသူလောင်းထည့်လိုက်ပါမယ်လောင်းထည့်လိုက်တဲ့ခါမှာသူ့ရဲ့ texture ဒီလိုမျိုးပုံစံလေးဖြစ်ရမယ်နော်အကုန်လောင်းထည့်ပြီးတော့ဒီစလုံးလေးကိုနည်းနည်းလေးလှုပ်လိုက်ပြီးလဲဆိုရင်မျက်နှာပြင်လေးကညှိသွားပါလိမ့်မယ်နော်ဒီနည်းနည်းလေးလှုပ်လိုက်ရအောင်ပါပဲစီးတုတ်တာမကတ်အောင်လည်းပါပါတယ်ပြီးရင်တော့ကိုစားခြင်းနဲ့ဒီအစိဆန်တွေကုန်ထည့်လို့ရအောင်နော်ဒီမှာတော့ရှိတဲ့နန်းလေးတွေပြီးတော့မြေပဲလေးနည်းနည်းပေါ့နော်မြေပဲလော်လေးနည်းနည်းပါအဲ့ဒါလေးထည့်ထားလိုက်ပါတယ်မြေပဲကတော့မြထည့်ပူစားကောင်းတယ်ပေါ့နော်ကြိုင်ရင်ပေါ့ပြီးရင်တော့ရေနွေးငွေ့နဲ့တနားရီလောက်ပေါင်းပေးရပါမယ်โอเคတနားရီပြည့်သွားရင်တော့ဒီလိုမျိုးလေးရပါပြီဘေးသားလေးတော့ဒီချာလေးတော့ခွာပေးရရပေါ့နော်ခွာပြီးတော့မှထည့်လိုက်ရပါတယ်အချိုးစိုက်တဲ့လူတွေအတွက်နေ့လည်နေကင်းဒီမျိုးလေးလှုပ်ရှားလို့ရပါတယ်နော်3ခရတော့တော်တော်လေးချိုးတဲ့ထဲမှာတော့ပါပါတယ်